ဝင်ဆန်းအကောင့်ပိုင်ရှင်မေးထားတဲ့ဆရာဘိုက်တစ်ခုလေးပူတာဘယ်လိုလုပ်တင်လဲပြောပါအောင်ဆိုပြောအောင်ပထမဆုံးအနေနဲ့ကျွန်တော်ဂုံပြူပါတယ်ဗျာဘာလို့လဲဆိုတော့ဒီဘိုက်ပူတာကိုမကောင်းမှန်းသိတယ်ဘိုက်မပူချင်ဘူးဘိုက်ပူတာကိုဖြေဖြောက်ဖို့ဒီစိတ်အားထက်သန်နေရ appreciate လုပ်တယ်ဂုံယူပါတယ်ဆိုတော့ဘိုက်ပူတာမကောင်းဘူးပေါ့နော်ဒါတော်တော်များများသိတယ်ဒီကျွန်တော်နိုင်ငံမှာဆိုရင်ပြောကြတယ်သိရမလားငါဒီဘိုက်ကိုဘယ်လိုစားတောက်ဘယ်လိုစားတာဘီယာဘိုက်ဘယ်လိုစုထားတာဒီဘိုက်ဖြစ်အောင်ဘယ်လိုစုထားတာဆိုပြီးတော့ဒီနောက်တဲ့ပြောင်းတဲ့သဘောနဲ့ပြောကြတာရှိရပေါ့လေပြီးတော့ပြောကြတယ်သိရမလားငါစားနိုင်တောက်နိုင်လို့ဝါတာ No it's not right အဲ့လိုမဟုတ်ဘူးစားနိုင်တောက်နိုင်လို့ဝါတာမဟုတ်ဘူးလေ့ကျင့်ခန်းမလို့လို့အစားအသောက်ကိုပေါ့နော်ဒီစိတ်ကိုမထိန်ချုပ်လို့သိရမလားစိတ်ကိုအလိုလိုက်ပြီးတော့ကိုစားကျင်တဲ့လောက်စားလို့ဝါတာဒါကျွန်တော်အပြစ်ပြောတာမဟုတ်ဘူးเนาะဒါလူဝဲသိရမလားဖြစ်လာရင်တော့ဒီစားကျင်တာလေးတော့စားမှာပေါ့လေเนาะဆိုတော့အဲ့လိုစားတာရဲ့နောက်ဆက်တွဲမှာကျွန်တော်တို့ဒီဗုဒ္ဓတော်ဟောထားတယ်သိရမလားအကျိုးနဲ့အပြစ်ပေါ့เนาะအကြောင်းအကျိုးအပြစ်ဒီလိုမျိုးဆိုတာရှိတယ်ကျွန်တော်အဲ့ဒါမျိုးတွေစားရင်ဒီ belly fat လို့ခေါ်တာပေါ့လူတစ်ကိုယ်လုံးဝတာမဟုတ် bite ပဲပူနေတာ belly fat လို့ခေါ်တယ် visceral fat ပေါ့အဲ့လိုမျိုး bite ပူလာရင်ဖြစ်လာမယ်ကျန်းမာရေးဆိုးကျိုးတွေရှိတယ်အဲ့ဒါတွေကြောင့်ကျွန်တော်တို့ bite မပူအောင်ထိန်းရတာ bite ပူလာမယ်ဆိုရင်ပထမဆုံးကျွန်တော်စီးချိုအမျိုးအစားနှစ်ဖြစ်တတ်တယ်စီးချိုအမျိုးအစား1နဲ့2 1နဲ့2ဆိုပြီးရှိရဲ့နောက်မှအဲ့အကြောင်းပြောပြပေးမယ်စီးချိုမျိုးစား2ဖြစ်မယ်ပြီးလို့ရှိရင်ဒီ cardiovascular health လို့ခေါ်တာပေါ့ဒီနှလုံးနဲ့သွေးကြောနဲ့ပတ်သက်တဲ့ကျန်းမာရေးတွေဖြစ်တတ်တယ်ပြီးလို့ရှိရင် bite ပူရင်သွေးတိုးတတ်တယ်သွေးတိုးတာပြီးအိပ်ရင်ဟောက်တဲ့ပြဿနာပေါ့နော် sleep apnea လို့ခေါ်တာပေါ့အိပ်နေရင်လည်းအသက်ရှူမဝတဲ့ပြဿနာအဲ့ဒါမျိုးတွေကြုံတတ်တယ်အခုပြောခဲ့တဲ့ဟာတွေအားလုံးကဒါအသက်အန္တရာယ်နဲ့ဆက်ဆက်နေရနော်အဲ့လိုပြောခါတွေဖြစ်လာရင်အသက်အန္တရာယ်ဖြစ်တဲ့ quality of life လို့ခေါ်တဲ့လူဘဝအရေးသွေးကြာဆင်းသွားတတ်တယ်ဒါကြောင့်မလို့ဘိုက်ပူတာကလုံးဝသတိထားတဲ့အန္တရာယ်နောက်ပိုင်းမှာဒီဘက်ခစ်ဒီမှာပေါ့နော်အရင်ကတော့ကျွန်တော်တို့ကဒီခန္ဓာကိုယ်တစ်ခုလုံးဝါနေတာကျန်းမာရေးပြဿနာလို့ပြောတယ်နောက်ပိုင်းမှာအဲ့ဒီ belly fat လို့ခေါ်တဲ့ဒီဘိုက်ပူတာကပိုဆိုးတယ်လို့ပြောလာကြတာရှိတယ်ဒါကြောင့်မလို့ဘိုက်ပူနေဆိုရင်ကျွန်တော်တို့လောက်ရမှာအချက်3ချက်ရှိတယ်ပထမတစ်ချက်ကတော့အစားအသောက်ပေါ့နော်အစားအသောက်လေးဆင်ခြင်ဖို့လိုမယ်အစားအသောက်တွေမှာလို့စီစိတ်များတဲ့ဟာတွေအထူးသဖြင့်ဒီပေါ့ဝတ်သားစားမယ်ဆိုဝတ်သားစားလို့ရတယ်ဗျာလို့အစီစားတာအဆင်မပြေဘူးဒါကျွန်တော်နားလည်ပါတယ်3တက်သားမှကောင်းတာလေဆိုတော့3တက်သားစားရင်အစီအဲ့ဒီအစီပဲရောက်သွားမလဲအဲ့ဒီအစီကသွေးကြောတွေလည်းကိုရောက်သွားသွေးကြောတွေရောက်သွားရင်သွေးကြောတွေကျင်းကုန်ရောသွေးကြောတွေကျင်းရင်မှဒုက္ခတွေရောက်ကုန်ရောအဲ့လိုဖြစ်တတ်တယ်ပြီးတော့ဘိုက်ပူလာတယ်ပေါ့ဗျာဆိုတော့အစားအသောက်ဆင်ခြင်ဖို့လိုမယ်ပြီးလို့ရှိရင်ကိုလက်လှုပ်ရှားလေးလုပ်ပေးတဲ့တပတ်မှာမိနစ်150ပေါ့ဗျာတပတ်မှာမိနစ်150လို့ရမယ်ဒါကတော့ကိုယ့်ဘက်ကိုအဆင်ပြေသလိုလုပ်ပေါ့ဗျာတပတ်တော့ခင်ဗျာတရက်ကိုနိုင်ခွက်မိနစ်30 9ရက်လို့ရင်တော့မှအဲ့ဒီ150ရရပြီအဲ့ဒါလေးအချိန်လေးပေးပြီးလုပ်ကြည့်အဲ့ဒီမျိုးလေးလုပ်စားသောက်လေးရှောင်ဒါဆိုလို့ရှိရင်တော့အဆင်ပြေသွားမယ်နောက်တစ်ခုကတော့ calorie deficit ပေါ့ဗျာ weight charge နဲ့ဆိုလို့ရှိရင် calorie deficit တနေ့တာလိုအပ်တဲ့ calorie တဲ့ short ပြီးစားလို့ရတယ်ဒီ3ချက်လေးလုပ်ပေးမယ်ဆိုလို့ရှိရင်အဲ့ဒီ belly fat လို့ခေါ်တဲ့ဘိုက်အစီတွေကျသွားပါလိမ့်မယ်ပြန်ပြီးတော့ချုပ်မယ်နော်ဘိုက်အစီရှိရင်စီးချိုသွေးတိုးနှလုံးနဲ့ပတ်သက်တဲ့ယောဂသွေးကြောနဲ့ပတ်သက်တဲ့ယောဂအပြင်အိတ်နေနဲ့အသက်ရှူမွားတဲ့ယောဂဖြစ်တတ်တယ်ပြီးလို့ရှိရင်ဒီကင်ဆာတွေနဲ့လည်းပတ်သက်နေတတ်တယ်နော်ဒီ5ချက်ဖြစ်မယ်အဲ့5ချက်မဖြစ်အောင်ကျွန်တော်တို့က3ချက်နဲ့ပြန်ထိန်းရတယ်စားတော့ရှော့စားမယ်အစီစိတ်နေရှော့စားမယ်ဘီယာရှော့တောက်မယ်ပြီးလို့ရှိရင်လေ့ကျင့်ခန်းလုပ်မယ်တပတ်မှာမိနစ်150တရက်ကိုနိုင်ခွက်လုပ်ရင်9ရက်ပဲလုပ်ရမယ်အဲ့လိုမျိုးလေးလုပ်မယ်ပြီးလို့ရှိရင် calorie deficit weight charge နေဆိုမှ calorie deficit ကလောက်အောင်ပါနော် weight မ charge ဘူးဆိုလို့ရှိရင် calorie deficit လောက်ဆရာမလို့ဆိုတော့အဲ့စိုးကျိုး9ခုမဖြစ်အောင်ဒီဘက်ကအချက်3ချက်နဲ့ပြန်ပြီးတော့ထိန်းပြီးဘိုက်ပူတာအဆင်ပြေသွားပါလိမ့်မယ် okay